สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ခါမမလောက်စားတဲ့ထိုင်းစုကိအရေးလေးကိုလှုပ်စားမှာဖြစ်ပါတယ်လို့လုံးမလေးဘယ်လိုစားမလဲဆိုတာဖြိုးနဲ့တူကြည့်ပေးအောင်နော်အော်ဒါနဲ့တခုပြောရအောင်မယ်တည်ရနဲ့တည်မကြနဲ့အောင်လို့ဟယ်လိုစวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒီနေ့ကကြတော့ပေါ့နော်ဖြိုးဘာလှုပ်စားမလဲဆိုလို့ရှင်ထိုင်းစုကွင်းလေးလှုပ်စားမှာဖြစ်ပါတယ်ဒီနေ့ကရာသီဥတုနည်းနည်းကောင်းနေပြီးတော့ဘိုက်ကလေးစားနေဆိုတော့ရှိုရှင်ငယ်ဆက်ကလေးစားချင်နေဆိုတော့ထိုင်းစုကွင်းလေးလှုပ်စားမှာဖြစ်ပါတယ်ဘယ်လိုစားမလဲဘယ်လိုလုပ်မလဲဆိုတာအစဆုံးလေးကြည့်ပြပါအောင်ပြောချင်ပါတယ်နော်ဒီနေ့ကထိုင်းစုကီပစုံဟင်းလေးပါပစုံကောင်းကြီးကြီးပဲဒီမှာကြည့်ပါကဲအဲ့ဆိုလို့ရှင်ဖြူတို့ဘယ်လိုမျိုးလှုပ်စားမလဲဘာတွေပါဝင်လဲဆိုတာအစဆုံးကြည့်ပြပါအောင်ပြောချင်ပါတယ်ကဲဆိုလို့ရှင်တိုက်ပြီးတော့တော်လုံးမေးအော်ဒါနဲ့စကားမဆက်ဖြူမိဖို့မိတော့တယ်မိဖြူမလေးလှနေလားဆက်လို့ကြည့်ပြပါဘယ်လိုလှလဲလို့ပြောတယ်ဟုတ်လားတော့မသိဘူးကဲဆိုလို့ရှင်တော်လိုက်အောင်မေးနော်တော်လိုက်အောင်မေးကဲပထမဆုံးအနေနဲ့ဖြူတို့ကကြတော့စူကီခောက်ဆွေးလေးကိုဖြူတို့ကရေလေးနဲ့စိမ်ပေးထားမှာဖြစ်ပါတယ်နော်ကဲထည့်လိုက်ပါအဝင်တဲ့အသီးအရွက်လေးတွေကိုတန့်ရှင်းလုပ်ပြီးတော့လှီးပါမယ်ဒီကော်ပီကိုကြတော့မြန်မာလို့ဆိုလို့ရှိရင်ဘယ်လိုခေါ်ကြလဲတရုတ်ကော်ပီလို့ခေါ်ကြလားပြီးတော့ကစွန်းရင်းလေးပါတယ်ကစွန်းရင်းကကြတော့ဒီမျိုးစားတုံးထားရနော်တစ်တစ်လေးကိုလေကဲပြီးတာနဲ့ဖြိုးကအက်မိုလေးရောတုံးထားပါသေးတယ်နော်ဒီမှာအက်မိုလေးတစ်တစ်လေးတွေကိုတေချာလေးတက်ဆင်ပြီးတော့ထည့်ထားပါတယ်ပြီးဆိုတာနဲ့နောက်ထပ်မှုတစ်မျိုးပါသေးဒီမိုလေးကကြတော့မြန်မာလို့ဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဖြိုးလေးမသိဘူးပေါ့နော်အဲ့ဒါလေးရောထည့်ထားတယ်ကဲအခုကပါဝင်ပစ္စည်းလေးတွေကိုဖြိုးကတက်ရှင်းလုပ်ပြီးတော့ပါပြီကဲအခုကကြတော့စားပြီးတော့ချက်ပါမယ်လာရေထည့်ပါမယ်အိုးထည့်မှာပေါ့နော်သားမုံလေးထည့်ပါမယ်တစွန်းဆိုရပါပြီကဲပြီးတော့နည်းနည်းလောက်တော့မှွေပေးလိုက်ပေါ့နော်ဒီလိုမျိုးလေးပေါ့ကဲခုကရေဆူလာပြီဆိုတာနဲ့ဖြိုးတို့ကကြက်ဥနှလုံးထည့်ပါမယ်ဒီမှာပါထည့်ချလိုက်ပါကဲကြက်ဥထည့်ပြီဆိုတာနဲ့ဖြိုးတို့ကကြက်ဥလေးကိုပေါ့နော်ကြည်တော့ရအောင်ပေါ့နော်ဒီမျိုးလေးမှွေပေးရမှာဖြစ်ပါတယ်ကြက်ဥလေးတွေအကုန်လုံးပေါ့နော်အဲ့လိုမျိုးလေးပေါ့ကဲကြက်ဥလေးကြည်တော့ပြီဆိုတာနဲ့ဖြိုးတို့ကခုနကတန့်ဆန်ထားတဲ့အရွက်ကလေးတွေကိုဖြိုးတို့အကုန်လုံးထည့်ချလိုက်ပါမယ်ထည့်ချလိုက်ပါမှွေရမှာဖြစ်ပါတယ်ဒီမျိုးလေးပေါ့နော်သူ့နေရာနဲ့သူပေါ့ဝင်တော့ရအောင်ပေါ့အဲ့လိုမျိုးလေးမှွေပေးလိုက်မှာဖြစ်ပါတယ်ဒါလေးကြက်တော့ခဏလေးစောင့်မယ်နော်ဒီလိုမျိုးလေးဆူလာပြီးဆိုတာနဲ့ဖြိုးတော့အခုနရေစိမ်ထားတဲ့ကြာစင်လေးကိုထိချလိုက်ပါမယ်ကဲထိချလိုက်ပါရှင်ဒါလေးကိုကျမတို့ကမှွေပေးရမှာဖြစ်ပါတယ်ရှင်နည်းနည်းမှွေပေးလိုက်ပေါ့နော်ကဲဒီမျိုးလေးမှွေပေးလိုက်ပါခါကြတော့စုကီထိတော့မှာပါစုကီအနှစ်ပေါ့နော်အဲ့ဒါလေးကကျတော့ဖြိုးဒီမျိုးစားလေးကိုဖြိုးစားတာပေါ့နော်ကြိုက်တယ်ဆိုလို့ရှင်ကိုယ့်ကိုဝေစားလိုက်ပေါ့နော်ရှစ်တူရေနော်ကဲအဲ့ဆိုလို့ရှင်ဖြိုးဒါလေးကိုဖောက်ထိလိုက်အောင်မယ်ဒါလေးကအဆက်ပေါ့နော်အချိုးမဟုတ်ဘူးအဆက်ကဲဒီလောက်ဆိုလို့ရှင်ရပြီမွေပေးလိုက်ပါလို့ပြောချင်ပါတယ်ကဲကဲစားတင်စပွေလေးတော့ဖြစ်နေပါပြီရှင်ဒီလိုမျိုးနေထားလေးရပြီဆိုရင်ဖြိုးကတန်းဆန်လောက်ထားတဲ့ပစုံလေးကိုထိချလိုက်မှာဖြစ်ပါတယ်Oh my god စားချင်စပွေလေးဖြစ်သွေးချစ်တို့ရေစားပါအောင်လားစားပါအောင်လားကဲပစုံလေးထိပြီဆိုရင်ခဏဆိုလို့ချက်ပြီးပေါ့နော် Oh my god စားချင်စပွေလေးပါရှင်ကဲကြက်ပြီဆိုတာနဲ့ဖြိုးတို့ကဒီမှာနည်းနည်းရွက်ကလေးရေပြီးတော့မှကြက်တော်မိတ်ကလေးရေထိချလိုက်မှာဖြစ်ပါတယ် Oh my god အမလေးစားချင်လိုက်တာကဲအဲ့ဆိုလို့ရှိရင်ကြက်ပြီပေါ့နော်ကဲစားတော့မယ်စစ်တို့ရေစားပါအောင်လားအကုန်လုံးခေါ်ကြွေးတယ်နော်ကဲစားကြပါအောင်ရှင်မိဖြူမရဲ့လက်ရလေးစုကီပစုံလေးပါရှင်ပြောရဆိုနေတရေကြနေပါပြီရှင်လာစားပါအောင်လားချစ်ချူသူတို့ရေကဲအခုကကြတော့မိဖြူမရဲ့လက်ရလေးစုကီပစုံလေးပြီးတော့ပါပြီလို့စားတော့မယ်နော်အားမနာတော့ဘူးနော်အကုန်လုံးတော့ခေါ်ကြွေးပါတယ်ဟဲ့ဘယ်လိုစားမလဲမသိတော့ညစောအရေးလေးမရှိလားပူပူနေလေကောင်းလိုက်တာပူတယ်စားပါအောင်လားညကောင်းနေအောင်ကဲရှစ်တို့ရေလောက်စားကြည့်နော်အရင်စားတော့ကောက်တယ်အရင်လေးလွေကူရထီမင်ခွေအခုလိုမျိုးရာသီလေးမှာစားလိုက်ရတာဘာနဲ့မှမလေးနိုင်ဘူးကဲဆိုလို့ရှိရင်
ဆက်ပြီးတော့စားလိုက်မယ်နော်ဖြိုးရဲ့ဗီဒီယိုဖိုင်လေးအစားဆုံးကြည့်ပေးတဲ့တယောက်ချင်းကျေးဇူးများတင်ပါတယ်တတာနောက်ဗီဒီယိုဖိုင်မှာဘာကိုစားစေချင်လဲဘာစားပြချင်လဲ comment လေးမှာရေးပေးခဲ့အောင်နော် bye bye